အားလုံးပဲကျွန်တော် channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော် channel က Charlie and Opinion ပေါ့နော်ဒီ channel လေးကိုကျွန်တော်စပြီးတော့ကျွန်တော် run လာခဲ့တယ်ပေါ့နော်ဗီဒီယိုလေးပုတ်လောက်တော့ရှိသွားပြီဒါပေမဲ့ကျွန်တော် channel မိတ်ဆက်ဗီဒီယိုမလုပ်ရသေးဘူးပေါ့နော်ဆိုတော့ကျွန်တော်အခုဒီဗီဒီယိုလေးက channel မိတ်ဆက်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်လက်ခံထားတာကလူတစ်ယောက်ရဲ့တန်ဖိုးကသူ့ရဲ့စီးစိမ်ဥစ္စာတွေထက်ဆိုင်ပါတော့သူ့ရဲ့စောင့်ထိန်တဲ့ကိုကျင့်တီလာနဲ့ဂုဏ်သိက္ခာပို့ပြီးတန်ဖိုးရှိတယ်လို့ကျွန်တော်ခံယူပါတယ်ဆိုတော့ကျွန်တော်ပေးချင်တာက Charlie and Opinion ဆိုတဲ့ဒီ channel လေးမှာကျွန်တော်ကစကားပြောဗီဒီယိုလေးတွေပဲကျွန်တော်အကောင်းဆုံးလုပ်သွားမယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်ဒီ YouTube လမ်းကြောင်းကိုစလျှောက်တာဖြစ်တယ်နောက်ချိန်မှာကျွန်တော်လမ်းကြောင်းဘို့ကိုပဲရောက်အဆင်ပြေသွားတယ်ပေါ့နော်နည်းနည်းလေးလူသိလာတဲ့အချိန်ဘယ်လိုပဲဖြစ်ပေါ့အဲ့မှာကျွန်တော်ဂတိပေးနိုင်တာကကျွန်တော်ရဲ့ကိုချင်းသိက္ခာနဲ့ဂုဏ်သိက္ခာပေါ့နော်အဲ့ဒါကိုကျွန်တော်ရဲ့ကြည့်ရှုတဲ့လူတွေရှိမှကျွန်တော်အပေါင်းထားခြင်းပါတယ်နောက်တစ်ချိန်မှာဒီဗီဒီယိုကိုကြည့်ပြီးတော့ကျွန်တော်ရဲ့ဘယ်လိုမျိုးအကျင့်ပြတ်သွားလဲကျွန်တော်လူပေါင်းလူလောကမှာလက်မခံနိုင်တဲ့ဘယ်လိုအပြုအမူတွေကိုကျွန်တော်လှုပ်သွားလဲဖန်တီးသွားလဲဆိုတဲ့ဟာကိုဒီဗီဒီယိုလေးကတသိပါပဲပေါ့နော်ဒီဗီဒီယိုနဲ့တသိယူလို့ရပါတယ်ကျွန်တော်လည်းနောက်တစ်ချိန်မှာကျွန်တော်ပြန်ကြည့်လို့ရအောင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်လိုက်ပါတယ်အားလုံးပဲမင်္ဂလာပါကျေးဇူးများတင်ပါတယ်